ကျွန်တော်ဒီတစ်ခေါက်ပြောမယ့်အကြောင်းအရာဘလူးတိုဂျိုရဲ့အကြောင်းပေါ့နော်ဘလူးတိုဂျိုမှာဘလူးတိုကဘလို့သဘောတရားရှိလဲဘလို့အကျိုးသက်ရောက်မှုတွေဖြစ်စေလဲပေါ့နော်အဲ့ဒီလိုရဲ့နောက်တစ်ခုကျတော့ဘလူးတိုကဆိုင်းတစ်ခုလည်းဝင်ရောက်ပြီးဖြတ်တန်းသွားတဲ့အခါမှာဒီဆိုင်းရဲ့အကျိုးသက်ရောက်မှုတွေသဘောတရားတွေနဲ့ဘလူးတိုရဲ့အကျိုးသက်ရောက်မှုတွေသဘောတရားတွေနဲ့ပေါင်းစည်းပြီးတော့လူတွေကဘာမြေကြီးပေါ်မှာဘလို့တက်ရောက်မှုရှိနိုင်လဲဆိုတဲ့သဘောတရားပေါ့နော်အဲ့တော့ရင်းနှီးပြောရမယ်ဆိုရင်ဘလူးတိုအကြောင်းပေါ့ဘလူးတိုကအဟောင်းတွေကိုဖြိုဖျက်ပြီးတော့အစ်စ်ကိုတိဆောက်ခြင်းနဲ့ဂျိုထဲမှာပါတယ် transformation လုပ်တဲ့ဂျိုပေါ့နော်လွယ်ပြောရရင်တော့ဆိုတော့ဘာလို့ transformation လုပ်မှာလဲဘလို့အဟောင်းတွေကိုဖြိုပြီးတော့ဘလို့အစ်စ်တွေကိုစောက်မှာလဲဆိုတာကသူဖြတ်တန်းတဲ့ sign ပေါ်မှာမူတည်ပြီးကြည့်ရမှာအဲ့တော့ကျွန်တော်တို့အခုဘလူးတိုက Aquarius တွေကိုရောက်တယ် Aquarius တွေကိုရောက်နေရဆိုတော့ဒီ Aquarius ရဲ့ sign ရဲ့သဘောတရားတွေသူရဲ့ပုံစံလေးပေါ့နော်အဲ့ဒါရရှိမယ်အဲ့ဒါတွေကိုဘလူးတိုက transformation လုပ်ပေးမှာပြီးတော့ပြောင်းလဲပေးမှာပြီးတော့တိဆောက်ပေးမှာအဲဆိုရင်ကျွန်တော်တို့ Aquarius ကိုတစ်ချက်ကြည့်လိုက်လို့ရှိရင်ဘာတွေ့ရလဲဆိုတော့ Aquarius ကcommunity နဲ့ဆက်ဆက်တယ် innovative ဖြစ်တာ technology နဲ့ဆက်ဆက်တာပြီးရင်လူထုနဲ့ဆက်ဆက်တယ်လူထုပါမှာပေါ့ပြီးရင်လူသားဆန်မှုတွေနဲ့ဆက်ဆက်တယ်ပေါ့နော်အဲ့မှာနောက်တစ်ခုက revolution နဲ့ဆက်ဆက်တယ်ဒီဟာတွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်အခုကျွန်တော်တို့ဖြစ်နေတဲ့အခြေအနေတွေကဘာနဲ့ရောကျွန်တော်တို့နိုင်ငံကျွန်တော်တို့အခြေအနေတွေနဲ့မြင်တာတယ်အရင်ဆုံးပြောမှဆို technology နဲ့ innovative ဖြစ်တယ်ဆိုတဲ့သဘောတရားကိုကျွန်တော်တို့အနည်းဆက်ဆုံးပြောမယ်ကြည့်မယ်ဆိုရင် AI ကအခုဆိုရင်ဒါနည်းပညာတိုးတက်မှုတွေကပြရုပ်တစ်ခုပဲဒီခေတ်မှာတော်တော်လေးကို AI တွင်နေကြသုံးလာတယ်နေရာယူလာတယ်လူတွေအကုန်လုံးစီကိုရောက်ရှိလာပြီဒါနည်းပညာတိုးတက်မှုရဲ့ပြရုပ်ဖြစ်တဲ့ innovative ဖြစ်တဲ့တစ်ခုပဲဒါတစ်ခုပဲရှိသေးတယ်တခြားသောတိုးတက်နေတဲ့နိုင်ငံတွေဖွံ့ဖြိုးနေတဲ့နိုင်ငံတွေမှာထပ်ပြီးတော့ဒီထက်ပိုပြီးတော့ technology နည်းပညာအများကြီးထပ်ပြီးတော့ထွက်ပေါ်လာနိုင်တယ်ချိန်ကာလအားဖြင့်လဲဘလူးတိုက Aquarius ကိုဝင်လာအခုမှတစ်နှစ်ကျော်လောက်ပဲရှိသေးတယ်အဲ့တော့နောက်တဲ့19နှစ်လောက်ကျန်သေးတယ်သူကအနှစ်20ဖြတ်တန်းလာအဲ့တော့အနှစ်20ဖြတ်တန်းလာဆိုတော့ဒီ Aquarius sign ထဲမှာနှစ်20နေမှာဆိုတော့ဒီကာလမှာအဲ့လိုမျိုးအပြောင်းလဲတွေအများကြီးရှိနိုင်တယ်အဲ့တော့ထပ်ပြီးတော့နောက်ထပ်ဖြတ်ပြောမယ်ဆိုရင်တော့ခုနပြောရ revolution တော်လန်ပုံကန်နိုင်နဲ့ဆက်ဆက်တယ်တော်လန်ပုံကန်နာတွေနဲ့ဘာလို့ဆက်ဆက်လဲကျွန်တော်အနည်းဆက်ဆုံးကြည့်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့အကြောင်းအရာပဲဒါပြောစရာမလိုဗျအခုချိန်မှာလည်းဖြစ်နေသေးတယ်ဆက်လည်းဖြစ်နေသေးတယ်ဟုတ်တယ်ဆိုတော့ဒါ revolution နဲ့ဆက်ဆက်တယ်နောက်တစ်ခုကျတော့ community နဲ့ဆက်ဆက်တာခုနပြောတာ community ကဘယ်လိုဆက်ဆက်လဲဆိုရင်ကျွန်တော်ခေတ်ရဲ့တိုးတက်မှုတွေဒီနည်းပညာတိုးတက်မှုတွေမှာ community အများကြီးပို့ပြီးတော့ပြောင်းလဲလာတာတွေဖွံ့ဖြိုးလာတာတွေရောနောက်ထပ်သူ community နဲ့သူရှိနေကြတာတွေပိုပြီးမြင်သာလာတယ်ဥပမာခုနကပြောတဲ့တော်လန်ပုံကန်နိုင်နဲ့ပဲဆက်ဆက်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်တော်လန်ပုံကန်တဲ့အခြေအနေတွေမှာကျွန်တော်တို့ရွေးချက်တစ်ခုတော့ရှိရဗျာထားပါတော့ပန်းနိုင်တစ်ခုရှိတယ်ဒါပေမဲ့အဲ့ဒီပန်းနိုင်တစ်ခုကိုသွားဖို့အတွက်အဖွဲ့အစည်းတွေအများကြီးပေါ်လာတယ်အသင်းအဖွဲ့တွေရောအဲ့လိုမျိုးအဘက်ဘက်ကကဏ္ဍအသီးသီးကနေဘယ်လိုပြောမလဲစိတ်ပညာပိုင်းနည်းပညာပိုင်းအမျိုးမျိုးပဲအဲ့မှာဒီတော်လန်ပုံကန်တဲ့အလုပ်ကိုလုပ်နေတဲ့အဖွဲ့အစည်းတွေအသင်းအဖွဲ့တွေကမှကဏ္ဍအသီးသီးကိုမှကွဲပြားပြီးတော့အများကြီးပေါ်လာတာကဏ္ဍတူရင်တော့မှဥမာနည်းပညာပိုင်းလားစိတ်ပညာပိုင်းလားတူရင်တော့မှ
အသင်းဖွဲ့ကကွဲနေမယ်အဖွဲ့အစည်းကကွဲနေမယ်အများကြီးထွက်ပေါ်လာတယ်ဒါကိုသတိထားကြည့်မိလို့ရှိရင်တော့ကိုမြင်ရလိမ့်မယ်ဘာလို့ဆိုကိုယ့်ရဲ့အနည်းဆက်ဆုံးကိုယ့်ရဲ့နိုင်ငံရဲ့အခြေအနေတွေမှာအများကြီးပေါ်လာတယ်ဆိုတော့ဒါ community နဲ့ဆက်ဆက်တယ်အဲ့ဒီထဲမှာ community နဲ့ဆက်ဆက်တာအောင်မှာထည့်သွင်းထပ်ပြီးစဉ်းစားစရာခုနကလူသားဆန်မှုလူထုနဲ့ပတ်သက်တာကျွန်တော်တို့ဒါလူသားတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်နေတယ်ပြီးတော့နောက်တစ်ခါကျတော့ဘယ်လိုပြောမလဲလူတို့ကလက်မခံတော့တဲ့တချို့စနစ်အဟောင်းတွေပုံစံအဟောင်းတွေအဖွဲ့အစည်းအဟောင်းတွေကိုအသစ်တည်ဆောက်ခြင်းလို့တော်လန်ပုံကန်တဲ့အခြေအနေတွေဖြစ်လာတဲ့ community အသင်းအဖွဲ့တွေတည်တံ့ကိုယ့်အကူဖွဲ့လာကြတယ်ဆိုတဲ့သဘောတရားတွေမြင်ကြည့်ရာအလုံးအဆက်ဆက်နေသလိုဒီ Aquarius ဆိုတဲ့သဘောတရားသူ့ရဲ့ပုံစံတွေလုံးဝအဝင်ခွင့်ကြဖြစ်နေတာကြီးပဲအဲ့မှာလူသားဆန်မှုပါခုနကထည့်သွင်းစဉ်းစားမယ်ဆိုရင်ကျွန်တော်တို့လူချင်းကိုမှလူချင်းလူလိုဆက်ဆံခံရတာမျိုးတွေမဖြစ်လာတာတွေတလိမ့်ဆန်တကောင်လိုပြုမှုဆက်ဆံခံရတာတွေအသက်အဝင်ဆုံးရှုံးနေရတာတွေတခြားသောထိခိုက်နစ်နာမှုအများကြီးကိုပို့ပြီးမြင်လာရတာရှိရယ်အဲ့ဒီအတွက်ကူညီဖေးမဖို့လူသားဆန်မှုတွေနဲ့လူဟာလူပဲဆိုတဲ့ပြန်ကြည့်တတ်မှုအဲ့လိုအရာတွေလည်းအများကြီးပေါ်ထွက်လာတယ်ပြီးတော့ community လည်းအများကြီးပေါ်လာတယ်ဒါတတိထားမိမယ်ဆိုရင်အများကြီးမြင်ရလိမ့်မယ်ဗျအဲ့တော့ဒီ Aquarius ရဲ့ဆက်တာရေအကုန်လုံးကသူ့ point နဲ့သူပဲပြီးတော့အကောင်းကြီးပဲလားဆိုတော့အဆိုးလဲပါတယ်အဆိုးလဲဆိုတာကျွန်တော်တို့ပြောခုနကtechnology ဒီနည်းပညာတွေတိုးတက်လာမှုတွေရဲ့နောက်မှာစုပ်ယုံမှုပါလာတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အခု AI နေအစားထိုးလာမယ် AI နေသုံးလာတဲ့အခါမှာကျွန်တော်တို့အရင်တော့လူကလောက်ရတယ်ခက်ခက်ခဲခဲလောက်ရတယ်ပြင်မမတ်လောက်ရတယ်ရှိတယ်အချိန်ပေးရတယ်ရှိတယ်ပို့ပြီးတော့လွယ်ကူလာတယ်ဒါပေမဲ့အဲ့ဒီနေရာမှာအခုချိန်မှာကျတော့လူကလုံးเสียမလို့တော့အလားအောင်ကိုအရင်မြန်ဆန်ပြီးတော့ဖန်တီးနိုင်လာတဲ့အခြေအနေတွေမှာဖြစ်လာတယ်အဲ့တော့လူတွေကိုနေရာမပေးတော့မဲ့ဟာမျိုးတွေလည်းရှိလာနိုင်တယ်အလောက်ကိုင်းနေရာစလူတွေမလိုတော့တာမျိုးတွေအဲ့တော့ဒါတွေအစားဝင်လာပြီးလူတွေကမလိုတော့ဘူးဆိုရင်လူတွေကအလောက်ကိုင်းနေရှားပါလာတာဒါမှမဟုတ်လည်းအလောက်ကိုင်းနေတော့မလွယ်ကူတော့တာနောက်အလောက်ကိုင်းမရှိတော့တဲ့အတွက်ဒီနေရေးစားရေးတခြားသောအရေးတွေအတွက်လည်းခက်ခဲလာတဲ့အခါမျိုးသူတို့မလုံနိုင်တော့တဲ့အခါမျိုးမလိုက်နိုင်တော့တဲ့အခါမျိုးတွေမှာဒီ20အတွင်းမှာဒီနည်းပညာတိုးတက်မှုကိုကြိုက်တဲ့လူတွေနည်းပညာနောက်အရန်လိုက်ပြီးတော့သဘောကျတဲ့လူတွေရဲ့ဒီ vibe ပေါ့နော်နောက်တဲ့ဒီ community တစ်ခုပေါ့ပြောချင်တာအဲ့လိုမျိုးတိုးတက်မှုတွေနည်းပညာဘက်ကလူတွေနဲ့ဒီဘက်ကနည်းပညာကိုမလိုက်နိုင်တော့လို့ပြဿနာတက်လာတဲ့လူတွေကြားမှာပြဿနာတွေများရှိလာမလားပေါ့ထိတိုက်တွေ့လာလည်းရှိနိုင်တယ်နောက်တစ်ခါလူတွေမှမဟုတ်ဘူးခုနကနည်းပညာတွေနဲ့ပတ်သက်ပြီးတော့တော်လန်ပုံကန်လာတာကြီးပေါ့ကျွန်တော်တို့ရုပ်ရှင်တွေမှာကြည့်ဘူးလေဗျာတချို့ဒီလိုရုပ်ရှင်ကားမျိုးရှိတယ်ဒါကရုပ်ရှင်ကိုကျွန်တော်ကကြည့်ပြီးတော့ရုပ်ရှင်တွေအရင်ကြည့်ပြီးတော့ကျွန်တော်စိတ်ကူးယဉ်ပြီးတော့ထင်မြင်တာမျိုးပြောတာတဲ့ကျွန်တော်တချို့ຢာလေးတွေသုံးသက်ကြည့်ရတယ်ပေါ့အဲ့တော့ကျွန်တော်ရုပ်ရှင်တွေမှာဆိုမြင်ဘူးလားစက်ရုပ်တွေနဲ့လူတွေနဲ့စက်ရုပ်ကနေရာယူလာလို့လူတွေကနေရာမရှိတဲ့အခါမှာစက်ရုပ်နဲ့လူနဲ့အဲ့လိုမျိုးထိတ်တိုက်တွေ့လာတဲ့အခါမျိုးတွေဒီစက်ရုပ်တွေလက်မခံလို့စက်ရုပ်တွေကိုလူတွေကဖြစ်စည်းပြစ်တာမျိုးတွေပေါ့အဲ့ဒီလိုမျိုးဒါကကျွန်တော်ရုပ်ရှင်အပြောကလေးအပြောနဲ့ပြောမယ်ဆိုရင်တော့တမျိုးဖြစ်နိုင်တယ်ဒါပေမဲ့ပြောလို့မရဘူးပေါ့နော်ဒါကစက်ရုပ်ကြီးတယ်လို့မဟုတ်ရင်တော့ကျွန်တော်တိုးတက်လာမယ်ဒီ20မှာပြောလို့မရဘူးဗျာဒီလားအခုချိန်မှာမြင်နေရတဲ့အရာကြီးအများကြီးတိုးတက်ပြောင်းလဲလာ innovative ဖြစ်လာတယ်ပေါ့အဲ့ဒီတစ်ချက်ကိုလည်းကျွန်တော်နည်းနည်းလေးသုံးသပ်မိရစဉ်းစားမိရပေါ့အဲ့မှာပြီးတော့နောက်တစ်ခါကျတော့အလုပ်ရှင်နဲ့အလုပ်သမားပြဿနာအခုဆိုရင်ပို့ပြီးတော့တိတာမြင်သာလာတဲ့
ပုံမြင်ရတယ်ထိုင်းမှာဆိုလဲအဲ့လိုအခြေအနေမျိုးကြီးကျွန်တော်မြင်နေတွေ့နေရတယ်ကြုံနေရတယ်ပေါ့နော်ပြီးတော့မြန်မာနိုင်ငံမှာရောပဲရှိတယ်နောက်တခြားနိုင်ငံတွေမှာလည်းဖြစ်နေကြုံနေရတယ်အများကြီးရှိတယ်နီးစပ်မှုမရှိတော့တိတ်တော့တချို့ຢာတွေတော့ကျွန်တော်အများကြီးတော့အတွင်းကျမမြင်ရပေမဲ့ကျွန်တော်နဲ့နီးစပ်ရာနဲ့အနီးစပ်ဆုံးနေမှာကြုံရတာကြီးကတကယ်ကိုအလုပ်သမားတွေကအလုပ်တွေအများကြီးပို့လို့ရတယ်ပြင်မမစိတ်ကောလူရောပြင်မပြီးတော့အချိန်တွေပေးရပေမဲ့အလုပ်ရှင်တွေကထင်တယ်လို့ပတ်စံနေမပေးတာခေါင်းပုံဖြတ်တာလစာတွေကိုရှော့တာအပြစ်မရှိဘဲနဲ့အပြစ်ရှာပြီးတော့ပတ်စံမပေးခြင်းလို့လောက်တာမျိုးတွေလည်းပို့ပြီးတော့များလာတယ်ဒါက Aquarius ရဲ့သဘောတရားတွေလူကလူပဲဆိုတဲ့လူသားဆန်မှုကိုကြော်လွန်ပြီးတော့တဦးတယောက်ကောင်းစားဖို့အဖွဲ့အစည်းကောင်းစားဖို့ဆိုတော့အရင်တော့အပုံစံအဟောင်းကြီးအဲ့ဒါကြီးနဲ့ချုပ်ကင်ပြီးတော့စိုးမိုးနေတဲ့ခေတ်ကနေဒီလူသားကိုပြန်ကြည့်ရတယ်လူသားဆန်မှုကိုပြန်စဉ်းစားရတဲ့ခေတ်တွေကိုပြန်ရောက်လာအဲ့တော့အဲ့နှစ်ခုကြားမှာအစ်စ်ကိုတိဆောက်ခြင်းနဲ့ခုနကလူသားဆန်မှုတွေနဲ့ခုနကလို့အဖွဲ့အစည်းတစ်ခုမှမှန်တယ်ကောင်းတယ်ဟုတ်တယ်ဆိုတော့လက်ခံကျင့်သုံးခဲ့တဲ့အရာတွေကထိတ်တိုက်တွေ့လာအဲ့တော့ဒေါ်လာပုံကန်တဲ့ revolution တွေဖြစ်လာတယ်တချို့ပြဿနာတွေပိုပြီးဖြစ်လာတယ်ထိတ်တိုက်တွေ့လာတယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါကလည်း Pluto ကအရင်တော့ Capricorn ဆိုတဲ့အရင်တော့ Aquarius ရဲ့ရှေ့ကစိုင်းမှာသူတိဆောက်ခဲ့တာ Capricorn ရဲ့သဘောတရားတွေအဖွဲ့အစည်း organization ဒါမျိုးတွေကိုကိုစားပြုတယ်အဲ့ဒါမျိုးတွေကိုတိဆောက်ခဲ့ပြီးသူအခု Aquarius ကိုပြောင်းနေချိန်မှာသူအစ်စ်ကိုပြန်တိဆောက်ရတဲ့အခါမှာတချို့မကိုက်ညီတော့တဲ့စနစ်တွေပုံစံအဟောင်းတွေကိုသူဖြိုချရင်ဖြိုချမဖြိုချရင်ထိတ်တိုက်တွေမတွေ့ရင်တော့လျောညီထွင်နဲ့ပေါင်းစည်းပြီးတော့အစ်စ်ပြန်တိဆောက်ပေါ့နော်အဲ့ဒီလိုဖြစ်ရမှာအစ်စ်ပြန်တိဆောက်တာခုနက Aquarius ရဲ့သဘောတရားတွေပို့ပြီးတော့တိဆောက်ရမှာပေါ့အဲ့လိုပြောရမှာပေါ့ဆိုတော့ဒါ Aquarius ရဲ့သဘောတရားတွေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဟာမျိုးကိုထပ်ပြီးတော့ဒါမြင်ရနိုင်တယ်ထပ်ပြီးရှိလာနိုင်တယ်ပို့ပြီးတော့တိုးလာနိုင်တယ်အခုနောက်တဲ့ကျွန်တော်တို့အနည်းဆုံးကျွန်တော်တို့မြင်နေတွေ့နေရနိုင်ငံကြီးတွေမှာလည်းတချို့သတင်းတွေတချို့အခြေအနေတွေကဘာဖြစ်လာမလဲတော့မသိဘူးဒါပေမဲ့အဲ့လိုမျိုးတချို့အခြေအနေဒီလိုမျိုးပြဿနာတွေကိစ္စရက်တွေအခုပြောတဲ့ Aquarius နဲ့ဆက်ဆက်တဲ့သဘောတရားတွေကိုမြင်ရတယ်ဒါပေမဲ့လောကကြီးမှာတော့ပြဿနာတွေဒုက္ခတွေအဆင်မပြေရတယ်အရာရာတော့ရှိနေအောင်ပါပဲဒါပေမဲ့ Aquarius ရဲ့သဘောတရားတွေပုံမြင်လာရတယ်လို့ပြောချင်တာပုံပြီးဆက်ဆက်တာအဲ့တော့အတိတ်ကိုပြန်ကြည့်မယ်ဆိုလေအတိတ်မှာရှိတယ်အတိတ်မှာတော့1989ကနေ1998ကို Pluto Aquarius ကရှိခဲ့တယ်ဖြတ်တန်းခဲ့တော့အဲ့ဒီဖြတ်တန်းခဲ့တဲ့ကာလမှာလည်းအထင်ကြီးဖြစ်တဲ့တော်လိုင်းကြီးအများကြီးပြင်သစ်တော်လိုင်းကြီးတို့စက်မှုတော်လိုင်းကြီးတို့အများကြီးဖြစ်ခဲ့တယ်ဒါကလည်းအဲ့ဒီ Aquarius ရဲ့သဘောတရားတွေအများကြီးပါတယ်လူထုကအစိုးရလိုမျိုးဖြစ်သွားတာလူထုအစိုးရဆိုတဲ့သဘောတရားမျိုးလူထုကလက်ခံမှာဒီအသင်းဖွဲ့တစ်ခုတည်းကဆုံးဖြတ်လို့မရပဲလူတွေအများကြီးကလက်ခံမှာဒီလူအုပ်ကြီးကလူထုကြီးကလက်ခံမှာဆိုတဲ့သဘောတရားမျိုးပြောင်းလဲခဲ့တဲ့ဥပဒေတွေစနစ်တွေအခြေအနေတွေပြောင်းလဲမှုတွေအများကြီးဖြစ်ခဲ့တယ်အဲ့တော့ဒါမျိုးကကျွန်တော်တို့ဒီခေတ်မှာလည်းပုံစံတစ်ခုနဲ့ထပ်ပြီးတော့ကြုံရနိုင်တယ်ဖြစ်လာတယ်အဲ့တော့ဘလို့ဒေါ်လာပုံကန်တာတွေဘလို့ revolution တွေဖြစ်လာမလဲတော့မသိဘူးAI နဲ့ဆက်ဆက်တဲ့သဘောတရားတွေကတော့ပိုပြီးတော့လည်းရှိလာနိုင်တယ်ခုနကပြောလို့ပိုပြီးနည်းပညာတိုးတက်မှုကျွန်တော်ကတော့အဲ့လိုခံစားရတယ်ပေါ့နော်ကျွန်တော်နည်းနည်းကျွန်တော်ထင်နေမိရသုံးသပ်မိရပေါ့ဟိုတတိချာကြီးတော့ကြီးမှန်မှမယ်တော့မပြောလို့ဖြစ်နိုင်ခြေတွေအများကြီးရှိတယ်ပြီးတော့Aquarius ရဲ့သဘောတရားဆိုးတာကောင်းတာရှိတဲ့အတွက်ဆိုးတာတွေမှာလည်းဖြစ်တာပဲဘာလို့ဆိုခုနကလို့လူသားမဆန်မှုကိုကျူးလွန်မှသာလူသားဆန်မှုတွေကိုပုံမြင်လာတာမျိုးရှိမှာပေါ့
ဒါကျွန်တော်မြင်နေမြင်တော့ဘာလို့လူသားဆန်မှုဆိုတာအလကားနေတော့ရှိမှာမဟုတ်ဘူးဒီလူသားမဆန်မှုကိုကျူးလွန်နေတဲ့လူသားတွေရှိတယ်အဲ့ဒါတွေကိုကြုံလာရတယ်အသက်ဝင်ဆုံးရှုံးတာတွေတခြားအခြေအနေအများကြီးမြင်လာလို့မမြင်ခဲ့မတွေ့ခဲ့မသိခဲ့တဲ့လူတွေကလူသားဆန်မှုတွေပြန်ဝင်လာတာမျိုးဒါမှမဟုတ်လေကိုယ်တတိပေးလိုက်သလိုလူသားဆန်မှုတွေပုံမြင်လာတာမျိုးဒါမှမဟုတ်ငကိုတွေကရှိပြီးသားအောင်မှတကယ်ကြုံလာတဲ့အခါမှာပို့ပြီးတော့ထုတ်ပေါ်ပြောဆိုလာတာမျိုးပို့ပြီးတော့ဒီအတွက်တွန်းတွန်းတိုက်တိုက်လှုပ်ဆောင်တာမျိုးပိုဖြစ်လာတာမြင်ဝတင်နေမြင်လာရတာမျိုးပေါ့အရင်တော့ကျွန်တော်မမြင်ရတာမျိုးအတွင်းထဲမှာပဲမတီးလိုက်တာမျိုးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့လူသားဆန်မှုတွေကဒီတိုင်းပဲအပေါ်ယံပဲမြင်ပြီးတော့အဆင်ပြေနေရထင်ခဲ့တာမျိုးပေါ့အဲ့တော့ Aquarius ရဲ့သဘောကအဲ့လိုမျိုးရှိတယ်ရှိအောင်မှာ Aquarius sign နေလဲဒါအကျိုးသက်ရောက်မှုရှိမှာပဲအဲ့တော့ဘယ်လိုမျိုးရှိမလဲဆိုတော့သူတို့ရဲ့ခုနကပြောသလိုသူတို့လည်းလူသားဆန်နေဆိုရင်လူသားဆန်မှုတွေသူတို့အကျိုးတစ်ခုဖြစ်မယ်ပေါ့နော်အကျိုးအကြောင်းရှိမယ်လူသားမဆန်ရင်လည်းလူသားမဆန်တဲ့အကျိုးအကြောင်းရှိမှာပဲဆိုတော့Pluto က Aquarius ကိုဖြတ်တန်းနေတဲ့ခင်မှာတော့ကျွန်တော်တို့စိတ်ဝင်စားတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီ20လောက်ကိုကျွန်တော်ဒီလူလက်ပိုင်းအရွယ်အခြေအနေနဲ့ကျွန်တော်ဖြတ်တန်းရမှာ။ဖြတ်တန်းရမှာဖြစ်တယ်လို့ကျွန်တော်ဒီ20ဖြတ်တန်းပြီးသွားရင်လူကြီးပိုင်းဖြစ်သွားပြီ။ဒါပါတော့လူကြီးပိုင်းဖြစ်သွားရင်ဆိုတော့ကျွန်တော်အသက်ကိုပြောချင်တာထက်ကျွန်တော်လူဘွားမှာတက်တန်းမှာတခုမှနေရမယ့်ကာလတစ်ခုရှိရဗျာ။ဒါပါတော့အသက်ပိုင်းခြားတစ်ခုရှိမယ်။ဒါပေမဲ့အိမ်မှာဒါအသက်ပိုင်းခြားအချိုးစစ်တစ်ခုဖြစ်နေပြီ။ဆိုတော့ကျွန်တော်တို့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့ခစ်တစ်ခုလိုမျိုးကျွန်တော်မြင်တယ်စိတ်လဲဝင်စားတယ်ပေါ့နော်စိတ်လဲစိတ်လှုပ်ရှားရဲ့တချို့အပိုင်းတွေဒီမြင်နေတွေ့နေရတဲ့ဟာရှိရပြောချင်တာကောင်းတာတွေပဲဖြစ်မယ်လို့မမျှော်လင့်တာပေါ့ဒီတဲ့ခုနကပြောလို့ကြုံခဲ့ရတဲ့အတိတ်ကသမိုင်းတွေကိုကြည့်လိုက်ရင်လည်းတချို့ကြီးကြီးမားမားပြောင်းလဲမှုတွေအများကြီးရှိတဲ့အတွက်ကိုကဘလို့ကဏ္ဍဘလို့ကိစ္စတွေမှာဘလို့များရှိနေမိမလဲပါဝင်မိအောင်မလဲဆိုတာတော့စက်ကြည့်ရပါမယ်ဒါကျွန်တော်ရဲ့ Pluto Aquarius ရဲ့အကြောင်းပဲ